ဒီလိုမျိုးရေချိုးခန်းရှိတဲ့သူတွေကြောင်လေးကြောင်ထားရှိတဲ့တခါလေးတခုပြပေးခြင်းတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ရေအောက်ကိုတည့်မရှိတော့တဲ့ပြဿနာပေါ့ကျွန်တော်တို့သုံးလာတာကြားတဲ့ခါကျစပင်းတွေအညစ်ပတ်တွေဒီမှာပိတ်တက်တယ်ပေါ့နော်အဲ့လိုမျိုးပိတ်တယ်ဆိုရင်တက်ဆင်းရေလို့ရတာတော်တော်လေးကိုခက်ပါတယ်အခုကျွန်တော်ကဆိုရင်အရင်တော့အဲ့လိုမျိုးရေမြဲအောင်မရှိတော့ဘူးဒီလိုမျိုးပြဿနာကြုံလို့ဆိုရင်ဘယ်လိုမျိုးဖြေရှင်းရလဲဆိုတာလေးကိုပြပေးခြင်းတယ်ဒီမှာပေါ့နော်တော့ဟာရေရှိလို့ရှိရဒါပေမဲ့ဖြည်းဖြည်းလေးပဲရေရှိတယ်ပေါ့နော်အဲကျွန်တော်ဒီနေ့ကျွန်တော်ဖြုတ်ပေးမယ်တက်ဆင်းဘယ်လိုလုပ်ရလဲဆိုတာကိုပြတ်ပေးခြင်းတယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီလိုမျိုးဘယ်လိုပဲဖွင့်ကြည့်ဖို့တော့မရဘူးဒီအပေါက်ထဲမှာတုပ်လေးနဲ့တွားထူးမစွန်းလေအရှင်မပြီးဘူးပေါ့နော်အဲကြောင့်မလို့ပထမဆုံးအနေနဲ့ကျွန်တော်ဒီဟာကိုအဲ့လိုမျိုးဖွင့်ပေးကြည့်ပေါ့နော်ဒီမှာဒီအလေးအလတ်ထိရွှေ့ပြီးတော့ဒီအလေးအလတ်ထိရွှေ့ပြီးတော့ဒီအပေါ်ကိုအရင်ဖြိုးရမှာဖြစ်တယ်ဒီနက်ကိုအရင်ဖြွေးရမှာဖြစ်တယ်။ဒီနဲ့ချလို့မရဘူးဆိုရင်ကြားရတယ်ကြတော့ကိုယ်စင်ဒီအပေါ်ကဖြုတ်ပြီးတော့ရပါတော့။ဒါပေမဲ့ထိုးယူလို့မရပြန်ဘူး။အပေါ်ကဖြုတ်ပြင်မဲ့လေဒီဟာထက်ခံသေးတယ်။အဲ့ဒါကိုဘယ်လိုဖြုတ်မလဲဆိုရင်ကျွန်တော်ပလာယာလိုတယ်ပေါ့နော်။ဒီမှာကျွန်တော်အသိယူလာထားတဲ့ player ရှိတယ်ဒီ player နဲ့ပဲဖြစ်ဖြစ်ဒီမှာသူ့ရဲ့ဟိုဝုတ်ဦးလေးနဲ့ပဲဖြစ်ဖြစ်သူကတ်ရည်တဲ့အရာလေးနဲ့ဖြုတ်လို့ရပါတယ်ကျွန်တော်ဒီ player နဲ့ပဲဖြုတ်ပါမယ်အဲ့လိုလှစ်ပါအဲ့ဆိုလွယ်လွယ်လေးအဲ့ဆိုရပြီကျွန်တော်ဟာဘလောက်ထိညစ်ပတ်လဲဆိုရင်ဒီမှာကြည့်对了，那种以奥不行了，累，鸡，哇哦，都你不得的 spin 的哟，把那个丢，对了。အားကြောင့်ဒီဟာတွေကအပေါက်ပိတ်တဲ့အတွက်ကြောင့်မလို့ဒီအောက်မရှိတာဖြစ်တယ်ခုစနော်ရတော့မှာတူလားLet the top sure. Así no, pibi bueno, ya luego que entiende. ဟာလေးကိုဒီချလေးပြန်ထည့်မယ်ပေါ့နော်ပြီးရင်ဒီချကြက်ထားပေါ့ပြီးတော့ဒီဟာထားထည့်မယ်ကျွန်တော်ဖြစ်ပြီးသွားပြီဒီဘလောက်ပဲညညာခုအောက်စီးပြီးဒါလေးကိုတက်ပြချင်ဖြစ်တယ်